အားလုံးမင်္ဂလာပါ laptop ဝယ်တဲ့အခါမှာကျွန်တော်တို့လူအများစုက CPU RAM နဲ့ကျွန်တော်တို့ဒီ SSD ကိုပဲကြည့်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တကယ်လုပ်ငန်းဝင်ပေါ့နော်ဒီ professional တွေဒါမှမဟုတ်လည်း business owner တွေပေါ့နော်ပြီးရင် office staff တွေပေါ့နော်ဒီရုံးလုပ်ငန်းမှာတာဝန်ယူနေတဲ့လူတွေရဲ့ဒီ specification ထက်ကျွန်တော် laptop quality ကိုပိုကြည့်ကြတယ်ပေါ့နော်ဒီနေ့ review လုပ်ပေးမယ် laptop ကတော့ HP ရဲ့ဒီ premium business series ဖြစ်တဲ့ဒီ HP Elite ကျွန်တော်ရှိမှရှိတဲ့ဟာပေါ့နော် Elite 850 G8 ပဲဖြစ်ပါတယ်ကျွန်တော်ဒီ model လေးမှာပေါ့နော်ဒီ Intel Core i5 1145 G7 processor ပါဝင်နေပေါ့နော်11 gen ပေါ့နော် office laptop ဆိုပေမဲ့ဒီ performance နဲ့ quality နှစ်ခုလုံးကို balance ကောင်းကောင်းရထားတဲ့ဒီ model laptop တစ်လုံးပေါ့နော်ဒီ model လေးကတော့ပထမဆုံးမြင်ရတာနဲ့ကျွန်တော်တို့ဒီ gaming laptop လို့ RGB တွေ design တွေပြုပြဲနေရတော့မရှိဘူးပေါ့နော်ဒါက professional laptop work လုပ်မဲ့ laptop ဒါပေမဲ့ business laptop တစ်လုံးဖြစ်တာကြောင့်ဒါ premium sun နဲ့ဒီ silver aluminum body ကိုအသုံးပြုထားတယ်ပေါ့နော်လောကဒါ premium sun နဲ့ silver aluminum body ပေါ့နော်ကိုင်းလိုက်တာနဲ့ဒါ plastic feeling မဟုတ်ဘဲနဲ့ swine ဖြစ်တဲ့ feeling ကိုကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်ကိုကနေမှဒီ meeting သွားတဲ့အချိန်တွေ customer နဲ့တွေ့တဲ့အချိန်တွေမှာဒီ office သုံးတဲ့အချိန်တွေမှာအရင်ဒါကို professional sun နေစေမှာပေါ့နော်display ကြည့်ရမယ်ပေါ့နော်ကျွန်တော်တို့ screen ကတော့ 15.6 inches full HD display ဖြစ်တယ်ဒီကျွန်တော်တို့14လက်မ laptop တွေထဲဒီ screen ကတော့ကြီးတယ်ပေါ့နော်အဲ့ကြီးတဲ့အတွက်ကြောင့်လဲကျွန်တော်တို့က Acer ရှိအကြီးကြီးတွေသုံးနိုင်ခါမှအဆင်ပြေတယ်နောက်တစ်ခုကတော့ accounting software တွေပေါ့နော်ဒီ account နဲ့ဆိုင်တဲ့ software တွေ POS system တွေပေါ့နော်ကိုရဲ့ဒီလုပ်ငန်းခွင်တွေမှာဒီရောင်းတဲ့ system တွေပြီးရင်ကျွန်တော်တို့ဒီ programming တွေ website အသုံးပြုတဲ့အခါမှာ entertainment ပိုင်းတွေပေါ့နော်ပြီးတော့ document ဖတ်တဲ့ခါတွေပြုလုပ်တဲ့ခါတွေမှာအကုန်လုံးကိုကျွန်တော်တို့ကတတ်နဲ့ညလုံးသက်သက်နဲ့အသုံးပြုနိုင်မှာပေါ့နော်နောက်တိုက်တဲ့ချက်ကတော့ anti glass screen ဖြစ်တဲ့အတွက်ကျွန်တော်တို့မီးလင်းအောင်ပြန်တာပေါ့နော်ကိုယ့်ရဲ့မျက်လုံးမီးလင်းအောင်ပြန်တာလည်းတော်တော်လေးနေပါပါတယ်နောက်တစ်ခုကြည့်အောင်ကျွန်တော်တို့ keyboard ပေါ့နော်ဒီမှာ full size keyboard ပေါ့နော် Elite series ဆိုရင်ကျွန်တော်တို့ keyboard quality ကနာမည်ကြီးတယ်ပေါ့နော် Elite ထဲမှာ key travel ကျွန်တော်တို့တွားတာ laptop တွေကောင်းတယ် typing feel ကတော့အရင် smooth ဖြစ်တယ်ပေါ့နော် Elite တွေကသိပါတယ်နောက်ပြီးတော့ဒီ numeric key ပေါ့နော်ကျွန်တော် number key ပါတာပေါ့နော် number key သုံးတဲ့အတွက်လည်း Acer သုံးတဲ့လူတွေအတွက်အရန်ကိုတကယ်ကိုသုံးဝင်ပါတယ်မြန်မာလာထပ်ဆင့်ရိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကတော့ processor ပေါ့နော် processor ကတော့အရေးကြီးဆုံးပါပဲဒီ laptop မှာပါတယ် Intel Core i5 1145 G7 processor ပေါ့နော်ဒီ CPU ကိုလူတော်များများမသိကြဘူးပေါ့နော် i5 1135 G7 နဲ့တူတယ်လို့ထင်ကြတယ်တကယ်တော့ i5 114G57 က Intel ရဲ့ business series processor ပေါ့နော်မြင်တယ်ပေါ့နော် turbo speed ကတော့ 4.4 GHz AC သုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ business security feature တွေပို့ပြီး support ပေးထားတယ်ပေါ့နော်enterprise laptop တွေမှာအသုံးများတဲ့ဒီ CPU အမျိုးအစားပေါ့နော် Intel Iris Xe graphic ပါတယ်အဲ့ graphic ကတော့ Intel Iris Xe ပေါ့နော်အဲ့ကြောင့်ဒီကောင် gaming GPU တော့မဟုတ်ဘူးပေါ့နော် gaming GPU တော့မဟုတ်ဘူးဒါပေမဲ့ 4K video ကြည့်တာတွေcarbon ကျွန်တော် design ဆွဲတာတွေ Photoshop လုပ်တာတွေ Illustrator လုပ်တာတွေ AutoCAD 2D ပေါ့နော် 3D တော့မရသေးဘူး 2D ပြီးရင် Lightroom တွေသုံးတာတွေတော်တော်ကိုအဆင်ပြေသုံးပြုလို့ရပါတယ် SSD ဘိုင်းပေါ့နော် storage ဘိုင်းကတော့ကျွန်တော်တို့ SSD 512သုံးပေးထားတယ်အဲအကြောင်း Windows တက်တာမြင်တယ် data တွေသုံးတာမြင်တယ် C သိမ်းဆဲတာမြင်တယ် software တွေဖွင့်တာမြင်တယ်ပေါ့နော်512ကတော့ကျွန်တော်တို့ဒါဘယ်လိုပဲပြောပြော file တွေအများကြီးသိမ်းနေလို့ရဆိုရင်တော့ကိုက်ပါတယ်လောက်လဲလောက်တယ်ပေါ့နော်နောက်ပိုင်းမှာ upgrade တွေပါထပ်လုပ်လိုက်ပေါ့ 1TB တို့ပါပေါ့နော်လောလောဆယ်တော့512နဲ့ပါတယ်အဆင်ပြေပါတယ်လောက်ပါတယ်ပေါ့နော်နောက်ထပ် Elite series ရဲ့ကျွန်တော်တို့အားသာချက်တစ်ခုကတော့ကျွန်တော်တို့ port တွေစုံတာပဲပေါ့နော် USB Type A ပါမယ်တနာပေါ် 4 Type C နှစ်ပေါက်တောင်ပါမယ်အဲ့ဒါအားသာတယ်เนาะ HDMI headphone jack ပေါ့အကုန်ပါပါတယ်ကျွန်တော်ဒီမှာပေါ့တနာပေါ်4ပေါ့နော်တနာပေါ်4ပါတာကြောင့်ကျွန်တော်တို့ docking system တွေမှာသုံးရတာအရင်ဆင်ပြေသွားတယ် dual monitor တွေခွဲတမ်းမှာအဆင်ပြေတယ် external SSD တွေစိုက်လို့ရတယ် 4K display တွေကျွန်တော်ထွက်လို့ရတယ်ပေါ့နော်ဒါတွေအလွယ်တကူချိတ်ဆက်ပြီးသုံးနိုင်တယ်ပေါ့နော်တနာပေါ်4တွေရဲ့အားသာချက်တွေပေါ့နော်အဲ့တော့ဒီ set လေးကအဲ့ဒါတွေပါတယ်အဲ့တော့ဒီ laptop ကိုဘယ်သူတွေဝယ်တင်လဲဆိုရင်ဒီ laptop ကို office staff တွေဆရာမတွေကျောင်းသားတွေပြီးရင်ကျွန်တော်တို့လုပ်ငန်းခွင်က manager level တွေ business owner တွေပေါ့နော်ဒါလုပ်ငန်းပိုင်ရှင်တွေ programmer တွေ accountant တွေရွေးချယ်စရာကဏ္ဍတွေအများကြီးပေါ့နော်ကျွန်တော်တို့ရောင်းဝယ်ရေးပိုင်းတွေ marketing ပိုင်းတွေ customer service ပေးမဲ့ဘိုင်းနေ Excel အသုံးများတဲ့လူတွေအတွက်ပေါ့နော်အားလုံးကိုကျွန်တော်ဒီ set လေးကို recommend လုပ်ပါတယ်ကျွန်တော်တို့ spec ကိုပဲကြည့်မယ်ဆိုရင်တော့ i5 11 Gen RAM 8GB SSD 512ဆိုပြီးတော့ကျွန်တော်တို့ဒီတာမန် laptop လို့ထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့အသုံးပြုလိုက်ရင်တော့ HP ရဲ့ Elite ဆိုတာဘာကြောင့်
premium business laptop လို့ခေါ်ရတယ်ဆိုတော့ချက်ချင်းကိုကနေမှခံစားရလိမ့်မယ်ပေါ့နော်ကျွန်တော်အဓိကတော့ build quality ကောင်းတယ် keyboard ကလုံးဝ smooth အရင်ကောင်းတယ် screen big screen သုံးရမယ်processor ကတော့ကျွန်တော် business class ကိုသုံးရမှာprocessor ကိုစိတ်ပူစရာမလိုတော့ပြီးရင် Thunderbolt 4 နှစ်ပေါ်တောင်ပါတယ်ပြီးရင်ကျွန်တော်တို့ upgrade အများကြီးထပ်လုပ်လို့ရတယ်ဒါကြောင့်ပဲကျွန်တော်တို့ဒီဈေးတန်တဲ့ premium business laptop တစ်လုံးကိုရှာနေသူတွေအတွက်ဒီ HP Elevate 850G ကအရင်ကိုရွေးချယ်တဲ့ laptop model လေးတစ်လုံးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ညနေကလုံးအားစားနေပါ